မန်ယူနဲ့ဖူဟန်ပွဲအပြီးမိုက်ကယ်ကာရီပြောကြားချက်အရဒီနေ့ပွဲမှာဖြစ်ပျက်ခဲ့တာတွေအများကြီးပါဖူဟန်ဟာဘလောက်ကောင်းတဲ့အသင်းလဲဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်တချို့ကဖူဟန်ဟာဒီကိုလာရင်ခံစစ်ပိတ်ကစားလိမ့်မယ်လို့ထင်ကြပေမဲ့ကျွန်တော်ကတော့အဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာသိထားပြီးသားပါသူတို့ဟာအသင်းကောင်းတစ်သင်းဖြစ်လို့ကျွန်တော်တို့သူတို့ကိုနှီးမျိုးစုံနဲ့တုံ့ပြန်ကစားခဲ့ရပါတယ်ကစားသမားတွေဟာအနိုင်ရဖို့တကယ်ကိုပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြပါတယ်ဘင်ဂျမင်ဆက်စကိုလူစားဝင်လာပြီးအခုလိုအနိုင်ကိုသွင်းပေးနိုင်ခဲ့တာဟာကြီးကျယ်တဲ့အခိုက်အတန့်မှာပဲအထူးသဖြင့် Stratford United ပရိသတ်တွေရှိမှအနိုင်ကိုသွင်းခွင့်ရခဲ့တာသူဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဝန်ထမ်းတွေကအစပရိသတ်တွေထိအားလုံးအောင်ပွဲခံပုံကိုကြည့်ရင်ဒါဟာတကယ်ကိုထူးခြားတဲ့အခိုက်အတန့်ဆိုတာသိနိုင်ပါတယ်ဂိုးသွင်းခွင့်လွဲချော်ခဲ့တာနဲ့ပတ်သက်ပြီးဒါဟာတိုက်စစ်မှုတစ်ယောက်ရဲ့ဘဝပါအခွင့်အရေးရရင်တခါတလေလွဲချော်တာမျိုးရှိတတ်ပေမဲ့သူဟာစိတ်အေးအေးထားပြီးအဆုံးသတ်နိုင်ခဲ့ပါတယ်။အဲ့ဒီဂိုးကပိုပြီးတော့လည်းအဓိပ္ပာယ်ရှိသွားပါတယ်။ဘင်ဂျမင်ဆက်စကိုတိုက်စစ်မှုပြောကြားချက်အရမယုံနိုင်စရာပါပဲအိမ်ကွင်းမှာအနိုင်ကိုသွင်းနိုင်ဖို့ကျွန်တော်အမြဲအိမ်မက်မက်ခဲ့တာပါအသင်းအတွက်အခုလိုရလဒ်ကောင်းတွေရနေတာဟာအရေးကြီးတယ်ဆိုတာကျွန်တော်တို့သိပါတယ်အသင်းကိုကူညီခွင့်ရလို့တကယ်ပဲဝမ်းသာမိပါတယ်။နီးပြကာရီရဲ့လမ်းညွှန်မှုနဲ့ပတ်သက်ပြီးနီးပြကကျွန်တော်တို့ကိုလွတ်လွတ်လပ်လပ်နဲ့ပျော်ပျော်ရွှင်ရွှင်ကစားဖို့အမြဲတိုက်တွန်းပါတယ်ဒါပေမဲ့ပျော်ရွှင်ရုံတင်မဟုတ်ပဲဘောလုံးမရှိတဲ့အချိန်မှာပါကျွန်တော်တို့အချင်းချင်းအတွက်ဘလောက်အလုပ်ကျွေးပြုလဲဆိုတာခင်ဗျားတို့မြင်နိုင်ပါတယ်အခုဆိုရင်အားလုံးကကိုယ့်နေရာကိုတာဝန်ကျေပွန်နေကြပါပြီကာစီမီရိုကေဆမရိုအကြောင်းသူကတော့တကယ်ကနဝင်ကစားသမားပါသူ့စီကအကြံဉာဏ်တွေရတာသူနဲ့အတူတွဲကစားရတာဟာအရန်ကောင်းပါတယ်သူ့ရဲ့ကြိုးစားအားထုတ်မှုကအသင်းကိုအားတက်စေပါတယ်